ကိုယ့်ရဲ့တသက်တာငွေကြေးတိုးပွားဖို့မပြောက်ပြတ်အောင်ကာကွယ်ဖို့ငွေကိုစီမံပြီးတော့ယင်းနှိမ့်မြုပ်နှံတဲ့နေရာမှာတစ်ခါတည်းမှာအလွန်များပြားတဲ့ financial product တွေကြားမှာမျက်စိလည်နေတတ်ပါတယ်။ insurance ဆိုတဲ့အာမခံတွေနဲ့ investment တွဲထားတာတွေကိုယ့်ရဲ့ network က $1 million ရှိမှဝယ်လို့ရတဲ့ investment တွေ personal wealth manager ဆိုပြီးတော့မှကိုယ့်အတွက်ပေါ့နော်အမြတ်တွေရအောင်လုပ်ပေးမဲ့ပုံစံတဘောရှိတဲ့ဘဏ်ကကိုယ်စားလှယ်တွေဘဏ်ကြီးတွေကနေပြီးရောင်းချပေးတဲ့အမျိုးမျိုးသော financial product တွေကအလွန်ပဲများပြားစွာရှိပါတယ်စိတ်ရှုပ်ထွေးစရာဖြစ်ပါတယ်ရွေးချယ်ရလဲခက်စေပါတယ်ဒါတွေကိုရောင်းချပေးတဲ့အခါမှာဆိုရင်တေချာပေါက်မြတ်မယ်အသက်ကြီးရင်ဝင်ငွေတွေပုံမှန်ပေးမယ်အမြတ်တွေများများရမယ်ဆိုတာတွေနဲ့ဆွဲဆောင်တတ်ကြပါတယ်တကယ်တမ်းမှာအလုပ်မဖြစ်ဘဲနဲ့ရှောင်ရှားရမယ့် financial product တွေဒါဖြစ်နေတတ်ပါတယ်ရှောင်သိရတဲ့အကြောင်းကတော့ကိုယ့်အတွက်အမြတ်ရဖို့ထက်မချမ်းသာလာအောင်တကယ်တမ်းအမြတ်မရအောင်တားဆီးနေကြလို့ဖြစ်ပါတယ်နေ့ပေါင်းများစွာရင်းနှီးမြုပ်နှံပြီးမှတကယ်တမ်းမှမမြတ်ဘူးရှုံးတော့မှရှုံးနိုင်သေးတယ်ဆိုလို့ရှိရင်တခြားတစ်ဖက်မှာကိုယ့်အတွက်တကယ်မြတ်နိုင်ဖို့ opportunity cost လဲဒါဝေးသွားတာဖြစ်ပါတယ်ချမ်းသာခြင်းရှောင်ရမယ့် financial product 5ခုအကြောင်းကိုဒီဗီဒီယိုထဲမှာပြောပြပေးချင်ပါတယ်မင်္ဂလာပါ Gold Life Investing Channel ကနေကြိုဆိုပါတယ်ဒီ channel ကနေပြီးတော့မှာ personal finance ဆိုတဲ့ကိုယ်ပိုင်ဘဝငွေရေးကြေးရေးတိုးတက်ရေးနည်းလမ်းတွေနဲ့ stock ဈေးကွက်မှာယင်းနှိမ့်မြုပ်နှံခြင်းဒီအခြေခံတွေကိုဝေမျှတင်ဆက်ပေးနေတာဖြစ်ပါတယ် channel နဲ့အတူ like ပါလေ့လာဖို့ဖိတ်ခေါ်ပါတယ် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ်လူအများစုက invest လုပ်ပြီးငွေကြေးပိုင်းမှာရှုံးရတယ်ဆိုတာငွေအကြောင်းဘာမှနားမလည်ဘူးမသိတဲ့လူမှာပဲဖြစ်တယ်လို့ထင်တာပေါ့နော်ဒါပေမဲ့တကယ်တမ်းမှာဆိုရင်အလုပ်ဝင်ကစားဝင်ငွေစရကစားလူငယ်တယောက်ပဲဖြစ်ဖြစ်ငွေတန်းချီပမာဏစုဆောင်းပြီးတော့တိုးပွားထားတဲ့လူတယောက်ပဲလုပ်ငန်းရှင်ပဲဖြစ်ဖြစ်ဒီလိုမျိုးပေါ့နော်ငွေကြေးထောင်ချောင်း investment ထောင်ချောင်းအမားတွေထဲမှာပိတ်မိသွားနိုင်ပါတယ်တကယ်တမ်းမှာကြတော့ကိုကပို့ပြီးတော့ငွေတွေရှိလာလေချမ်းသာလေဘဏ်ကြီးတွေနဲ့ wealth manager ဆိုတဲ့သူတွေအတွက်ကကိုစီကနေသူတို့ invest လုပ်ခိုင်းနိုင်လေသူတို့အတွက်အမြတ်ဆုံး commission တွေ incentive တွေများလာလေဖြစ်တာကြောင့်မလို့ပို့ပြီးတော့ကိုယ့်အတွက်ကပြစ်မှတ်ဖြစ်လာနိုင်လေပဲဖြစ်ပါတယ်ကိုယ့်ရဲ့ရေရှည်ချမ်းသာကြွယ်ဝမှုကိုဖျက်ဆီးပြနိုင်တဲ့ financial product 5ခုတွေကတော့ဒီဗီဒီယိုထဲမှာပြပြပေးမှာဖြစ်ပါတယ်ဒါတွေကတကယ်တမ်းကျတော့သူတို့ကဒါလိမ်လည်နေတာမဟုတ်ဘူးငွေကြေးပေါ့နော် scan တွေဖြစ်နေတာမဟုတ်ပါဘူးတရန်ဝင်ကိုဥပဒေနဲ့အညီရောင်းချပေးနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီလို financial product တွေထဲမှာဆိုရင်ကိုမသိနိုင်အောင်ပေါ့နော်ဖုံးခွဲထားသလိုအနေထားရှိတဲ့အခကျင်းငွေတွေ fee တွေကိုယ့်အတွက်ကုန်ကျစရိတ်တွေကအလွန်ပဲများပြီးတော့မှအလွန်ကိုပဲကြောက်စရာကောင်းလာပါတယ် show me the incentive and I will show you the outcome ဆိုပြီးတော့ Charlie Man ကပြောခဲ့တဲ့စကားတစ်ခုရှိပါတယ် main commission ကနဲ့ပေါ့နော်ဒီ incentive ဘယ်လောက်ရတယ်လဲဆိုတာကိုပြောငါဒီ investment ရဲ့ရလဒ်ဘယ်လိုဖြစ်မလဲဆိုတာပြောပြမယ်ဆိုပြီးပြောထားတာဖြစ်ပါတယ်ဒီကိုရောင်းချပေးတဲ့ financial product တွေအတွက်အဲ့ဒီရောင်းချပေးတဲ့ကိုယ်စားလှယ်ဘဏ်တွေinsurance ပေါ့နော် agent တွေဟာ incentive တွေအများကြီးရတယ်သူတို့ရဲ့ commission fee တွေအများကြီးရတယ်ဆိုလို့ရှိရင်အဲ့ဒီ product ဟာရှောင်ရှားတဲ့ product ဖြစ်ဖို့များပါတယ် fee တွေအလွန်များပြီးတော့ကိုယ့်အတွက်အမြတ်ကျန်ဖို့နည်းသွားလို့ပဲဖြစ်ပါတယ်ရှောင်ရှားတဲ့ financial product 5ခုအကြောင်းပြောမယ်ဆိုရင်နံပါတ်1ကတော့ investment link policy ဆိုတဲ့ ILP တွေဖြစ်ပါတယ် ILP ဆိုတာကတော့ဒီသူတို့ရောင်းချပေးတဲ့အခါမှာပြောတာကတော့ပေါ့နော်အသက်အာမခံလည်းရမယ်ယင်းနှိမ့်မြုပ်နှံမှုလည်းရမယ်ဆိုပြီးတော့တစ်ချက်ခုံနှစ်ချက်ပြက်ပေါ့နော်ကောင်းတယ်ဆိုတဲ့သဘောမျိုးဒါသူတို့ကရောင်းချပေးကြတာဖြစ်ပါတယ်နားထောင်ရတော့ကောင်းတယ်ပေါ့နော်ကိုယ်အသက်အာမခံလည်းပေးအောင်မယ်ယင်းနှိမ့်မြုပ်နှံမယ်ဆိုတော့အမြတ်တွေလည်းရအောင်မယ်ဆိုပြီးတော့မှကိုယ့်အတွက်ပေါ့နော်ကောင်းတယ်လို့ထင်ရတဲ့ဒါ product ပဲဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းမှာကျတော့ fee လို့ခေါ်တဲ့အခကျင်းငွေတွေအလွန်ပဲများပြားနေတာဖြစ်ပါတယ်ကိုပေးလိုက်တဲ့ premium ကြေးတွေအများစုဟာပထမဆုံး3နှစ်ကနေ5နှစ်အထိကရင်းနှီးမြှုပ်နှံတဲ့မှုတွေကိုမရောက်ဘူးပေါ့နော်ဝန်ဆောင်ကအနေနဲ့ပဲကုန်သွားတတ်ပါတယ်ဝန်ဆောင်ကအတွက်ပေးရတဲ့စုစုပေါင်းကုန်ကျစရိတ်ဟာတစ်နှစ်ကို2%ကနေ3%အထိတောင်မှရှိနိုင်ပါတယ်ဒီနှုန်းကအလွန်ပဲများပြားတဲ့ fee တွေဖြစ်ပါတယ် compounding နဲ့တွက်မယ်ဆိုလို့ရှိရင်နှစ်ပေါင်း10ချီကြာလာတဲ့အခါမှာကိုရမယ့်အမြတ်ထဲကနေပြီးတော့မှဒေါ်လာ3ချီလောက်အထိကိုပဲ့ပါသွားနိုင်ပါတယ်ဒီ ILP product တွေကိုရင်းနှီးမြှုပ်နှံတဲ့အခါငွေထည့်တဲ့အခါမှာဆိုရင်တတ်မှတ်ကာလလေးရှိပါတယ်ငွေကိုစောပြီးထုတ်တယ်ဆိုရင်ဒဏ်ငွေသဘောမျိုးပေးဆောင်ရပြီးတော့မှကိုထည့်လိုက်တဲ့ငွေထက်ကိုများစွာလျော့ပါပြီးမှပြန်ရမှာဖြစ်ပါတယ်ဒါကြောင့်လူတော်တော်များများဟာငွေမဆုံးကျင်လို့ဆိုပြီးတော့မှဝယ်ထားမိတဲ့ ILP တဲကိုငွေဆက်ထည့်နေကြရတာပါလောက်တဲ့နာကတော့အာမခံနဲ့ investment ဆိုတာတည်တံ့စီဖြစ်ပါတယ်အာမခံဆိုတဲ့ပေါ့နော်ကျမရဲ့အာမခံအသက်အာမခံကိုရကြတယ်ရှိကြတယ်ဆိုရင်
အာမခံတည်တံ့ဝယ်ပါ term insurance plan မျိုးတွေကကောင်းတဲ့ပေါ့နော်ရွေးချယ်မှုတွေဖြစ်ပါတယ်ဈေးလည်းအရင်မကြည့်ဘူးကိုကအာမခံအတွက်ပတ်စံပေးလိုက်တယ်ဘာမှမဖြစ်ရင်ကိုပေးလိုက်တာအစုံတခုခုဖြစ်လာခဲ့ရင်အကာအကွယ်ရမယ်ဆိုတာကပိုပြီးရှင်းပါတယ်နောက်ယင်းနှမြုပ်နှံမှုလုပ်ချင်တယ်ဆိုလို့ရှိရင်လည်း low cost ETF ထဲမှာ invest လုပ်ပေါ့နော်ကိုကကို invest လုပ်တဲ့အခါမှာ expense ratio တွေကလည်းအရင်တက်တာတွေဥပမာဆိုရင်ဒါ S&P 500 ETF ဖြစ်တဲ့ VOO လို့နေရာတွေမှာ invest လုပ်မယ်ဆိုလို့ရှိရင်အရင်ပဲ fee တွေကတက်တာတယ်ပေါ့နော်တခုပဲရှိတာကတော့ခဏခဏရောင်းလိုက်ဝယ်လိုက် invest လုပ်ချင်လုပ်လိုက်မလုပ်ဘဲနေလိုက်တော့မလုပ်သင့်ဘူးပေါ့နော်ဒီ ILP ထဲမှာပဲငွေကိုမဖြစ်မနေထည့်ရတယ်လို့မျိုးစီကံကောင်းကောင်းနဲ့ကိုယ့်အတွက်ကို invest လုပ်သွားသင့်ပါတယ် insurance နဲ့ investment တွေကိုတိကျစီထားတာကအကောင်းဆုံးပဲဖြစ်ပါတယ်ခုနောက်ပိုင်းမှာဆိုလို့ရှိရင်စင်ကာပူလိုမှာရှိတဲ့မြန်မာ community တွေထဲမှာလည်းမြန်မာ agent တွေကနေပြီးတော့မြန်မာအချင်းချင်းကိုပြန်ရောင်းနေတဲ့ပေါ့နော်အခုလို product တွေများစွာရှိပါတယ်မြန်မာပြည်မှာလည်းဒါရှိနေကြတဲ့ဟာတွေပေါ့နော်ဒါတွေကိုနားလည်ပြီးတော့မှတေချာလေးစဉ်းစားပြီးတော့မှဒါဝယ်သင့်မဝယ်သင့်ဆုံးဖြတ်သင့်ပါတယ်ရှောင်ရှားတဲ့နောက်ထပ် financial product တစ်ခုကတော့ structure note ဆိုတဲ့ပေါ့နော် financial product တွေဖြစ်ပါတယ်ဒါတွေကတော့ရှုပ်ထွေးပြီးတော့မှပေါ့နော်နားလည်ရခက်တဲ့ပေါ့နော်ပုံစံတွေရှိပါတယ်ရှုပ်ထွေးလေးနားလည်ရခက်လေးအဲ့ဒီ financial product ကကိုယ့်အတွက်အန္တရာယ်များလေးပါပဲကိုယ့်ရဲ့အရင်းအနှီးတွေကိုလုံးဝအကာအကွယ်ပေးထားမယ်ဆိုတဲ့စကားလုံးနဲ့ဆွဲဆောင်ကြတယ်ပေါ့နော်ကိုယ့်ရဲ့အရင်းအနှီးငွေကဘယ်တော့မှမပြောက်ပြတ်ဘူးနောက်ပိုင်းပေါ့နော်အချိန်ဆေးလို့ပြန်ထုတ်တဲ့အခါမှာအနည်းဆုံးအရင်းကိုပြန်ရမယ်ဆိုပြီးတော့မှဆွဲဆောင်တတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီအာမခံပေးတဲ့ပေါ့နော်အကာအကွယ်ရှိတယ်ဆိုတဲ့အာမခံချက်ကအဲ့ဒီဘန်ပေါ့နော်ကိုကိုဒီ structure note တွေရောင်းပေးတဲ့ဘန်ကပြိုလဲသွားရင်ဘာမှမရတော့ပေါ့နော်အားလုံးဆုံးရှုံးသွားနိုင်ပါတယ်2008ခုနှစ်တုန်းကဆိုလို့ရှိရင် Lehman Brothers ဖြစ်ခဲ့ပါတယ်အဲ့လိုပစ္စည်းတွေဝယ်ယူထားခဲ့တဲ့လူတွေဟာဆိုလို့ရှိရင်အဲ့ဒီဘန်ပြိုကျတာနဲ့အတူတူအားလုံးဆုံးရှုံးသွားတာပဲဖြစ်ပါတယ်တကယ်ကိုလက်တွေ့ဘဝတက်သေးပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီ product တွေကို invest လုပ်တဲ့ခါမှာဆိုလို့ရှိရင်ဝန်ဆောင်ကဟာ300ခန့်နှုန်းကနေ800ခန့်နှုန်းအထိရှိနိုင်ပါတယ်ဒါကြောင့်မို့လို့ဒီပေးရတဲ့ fee တွေကြောင့်မို့လို့ကိုတကယ်တမ်းရနိုင်တဲ့အမြတ်တွေကိုအများကြီးပဲကန့်သက်ပြစ်လိုက်တယ်လို့ဖြစ်သွားတတ်ပါတယ်အမြတ်ရလာရင်လည်းသူတို့သတ်မှတ်ထားတဲ့ပမာဏပဲရပြီးတော့ရှုံးရင်ကြတော့ကိုယ့်စီကနေပဲ့ပါပြီးတော့မှရှုံးခံရမယ့်သဘောရှိပါတယ်ဒါကြောင့်ဒီ product မျိုးကိုလည်းရှောင်ရှားသင့်ပါတယ်နံပါတ်3ရှောင်ရှားသင့်တဲ့ investment product ပေါ့နော် financial product ကတော့ unit trust တွေဖြစ်ပါတယ် unit trust ဆိုတာကတော့ UTIC တွေပေါ့နော်ဒီ UTIC တွေကတော့ဟိုအရင်တုန်းကတော့စင်ကူမှာဆိုလို့ရှိရင် low cost broker တွေခင်မစားခင်တုန်းကဆိုရင်ဘဏ်တွေကနေပြီးတော့မှရောင်းချပေးတာပေါ့နော်စင်ကူရင်းတော်တော်များများဆိုလို့ရှိရင်လည်းဒါတွေကို invest လုပ်ကြတယ်ပေါ့နော်ဒီ unit trust fund တွေဟာဆိုလို့ရှိရင်သူတို့က actively managed fund တွေဖြစ်ပါတယ်ဒီငွေကြေးအဖွဲ့အစည်းကုမ္ပဏီတစ်ခုခုကလူတွေကနေပြီးတော့မှကိုယ့်အတွက်ဒါ fund တွေကိုစုဆောင်းပြီးတော့ကောက်ပြီးတော့မှ invest လုပ်ပေးတာဖြစ်ပါတယ်actively manage လုပ်ပေးတဲ့ fund ဖြစ်တဲ့အတွက်ကြောင့်မို့လို့ fee ကအရင်ကိုများပါတယ်။နောက်တစ်ခုကတော့ဒီ actively manage လုပ်ပေးတဲ့ unit trust တွေကို invest လုပ်တဲ့အခါမှာဒီတိုင်းပေါ့နော်ကိုယ့်ဟာကိုဘာမှမလုပ်ဘဲနဲ့ passively invest လုပ်တဲ့ index ETF တွေမှာ invest လုပ်တဲ့အမြတ်လောက်ကိုတောင်မှမရဘဲနဲ့90%ကျော်တော့ unit trust တွေဟာအမြတ်တွေနှဲကြတာကိုတွေ့ရပါတယ်။အမြတ်တွေနှဲပေမဲ့လည်းသူတို့ကတော့ဝန်ဆောင်ခကိုကြတော့1.5%ကနေ2%အထိယူပါတယ်။ရေရှည်မှာဆိုရင်ဒီတိုင်း passively ပေါ့နော် ETF တွေဝယ်တဲ့အတွက်ကြောင့်မလို့တက်တာနဲ့နိုင်ရှင်တယ်ဆိုလို့ရှိရင်3.5%1%လောက် fee ကွာခြားချက်ရှိပါတယ်။အဲ့ဒီ fee ကွာခြားချက်ဟာတစ်နှစ်ကို1%ဘာမှမကွာဘူးလို့ထင်ရပေမဲ့နှစ်ပေါင်းများစွာကြာတဲ့ခါမှာဆိုရင်ကိုရနိုင်တဲ့ကိုရမယ့်အမြတ်တွေကိုဒေါ်လာတောင်းချီသိန်းချီကွာသွားစေနိုင်ပါတယ်။ဒါကြောင့်ဝန်ဆောင်ကတက်တာတဲ့ ETF တွေကိုပဲရွေးချယ်ဝယ်ပြီးတော့စီကံတကြနဲ့ပုံမှန်လေး invest လုပ်သွားတယ်ဆိုတာကတော့ပိုပြီးကောင်းမှာဖြစ်ပါတယ်။ရှောင်ရှားတဲ့နောက်ထပ် financial product တစ်ခုကတော့ hedge fund တွေဖြစ်ပါတယ်။ hedge fund တွေဆိုတာကတော့ဒါလူချမ်းသာတွေမှပေါ့နော် accredited investor ဆိုတဲ့လူတွေအတွက်ဒါသူက hedge fund မှာ invest လုပ်လို့ရတာပေါ့နော်။စင်ကာပူမှာဆိုလို့ရှိရင်တတ်မှတ်ချက်ကတော့ဒေါ်လာ1 သန်းနဲ့အထက်ပိုင်ဆိုင်မှုရှိတဲ့လူတွေ investment တန်ဖိုးရှိတဲ့လူတွေကဒါ accredited investor တွေပေါ့နော်အဲ့လိုလူတွေကဒါဒီ hedge fund တွေကို invest လုပ်နိုင်တာပို့အတွက်ပေါ့နော်လမ်းကြောင်းရှိပါတယ်ဒီလိုပေါ့နော်ကိုကပတ်စံများရှိတဲ့အတွက်ကြောင့်မလို့ hedge fund မှာ invest လုပ်နိုင်တယ်ဆိုတာကဂုဏ်ယူစရာကြီးပေါ့နော်ကိုဒါအထင်ကြီးလေးစားစရာအဆင့်အတန်းတစ်ခုအဖြစ်ထင်စရာတော့ရှိပါတယ်ဒါပေမဲ့အဲ့ဒီ hedge fund တွေမှာသူတို့ရဲ့ပေါ့နော်စီမင်းကဘာလဲဆိုလို့ရှိရင်
fee ကိုကောက်တဲ့အခါမှာ 2and20 ဆိုတဲ့ structure ရှိပါတယ် 2and20 ဆိုတာကတော့အရင်များတဲ့ပေါ့နော်ကိုစီကပဲ့ပန်သွားမယ် fee structure ပဲဖြစ်ပါတယ်အမြဲရသည်ဖြစ်စေရှုံးသည်ဖြစ်စေ 2% ပေါ့နော် fee ကိုသူတို့အမြဲပေးရပါတယ်ဒီကြားထဲမှာနောက်ထပ်အမြဲရတယ်ဆိုလို့ရှိရင်အဲ့ဒီအမြဲထဲက20ရာခိုင်နှုန်းကိုသူတို့ကိုပေးရပါတယ်လေ့လာကြတဲ့အချက်အလက်တွေရဆိုရင် hedge fund အများစုဟာ S&P 500 လို့ရိုး index တွေကိုတောင်မှအမြဲမကျော်နိုင်ပါဘူး။နောက်ပြီးတော့ကိုယ့်ရဲ့ပတ်စံကိုတစ်နှစ်ကနေနှစ်အထိထုတ်လို့မရအောင်လဲကန့်သက်ထားတဲ့ပိတ်ထားတဲ့ပေါ့နော် liquidity risk လည်းရှိပါတယ်။ဒါကြောင့် hedge fund လို့ investment တွေကိုလည်းရှောင်ရှားသင့်ပါတယ်။ရှောင်ရှားတဲ့ product နောက်ထပ်နံပါတ်5ကတော့ offshore insurance bond ဆိုတာတွေဖြစ်ပါတယ်။နိုင်ငံရဲ့ခြားကအာမခံပေါ့နော်ငွေတိုက်စာချုပ်ပုံစံတဘောတွေဖြစ်ပါတယ်အခွန်တက်တာခွင့်ရမယ်ဆိုပြီးတော့မှရောင်းနေပေါ့နော်ဒီ offshore insurance bond တွေက ILP ဆိုတဲ့ investment link policy ပေါ့နော်နံပါတ်1ကပြောခဲ့တဲ့ပုံစံနဲ့သူကသစ်မြင့်ထားတဲ့ပုံစံနဲ့တူပါတယ်ဝန်ဆောင်ခတွေကိုတော့တစ်နှစ်ကို3ရာခိုင်နှုန်းကနေ9ရာခိုင်နှုန်းအထိပေးရပြီးတော့မှကိုစောစောပြန်ထုတ်ချင်ရင်လည်း9ရာခိုင်နှုန်းကနေ9ရာခိုင်နှုန်းအထိကိုဒဏ်ကြေးပေါ့နော် surrender charges ဆိုပြီးပေးရတတ်ပြန်ပါတယ်ကိုက invest လုပ်တဲ့အခါမှာငွေကြေးတွေကိုစီမှာများတယ်ဆိုလို့ရှိရင်အခွန်အတွက်ဆိုရင်ကျွမ်းကျင်တဲ့အခွန်အကြံပေးတွေနဲ့တိုင်ပင်နိုင်ပါတယ်ကိုဒီ product တွေပေါ့နော်လာရောင်းတဲ့ပေါ့နော်လူတွေရဲ့စကားကိုပဲမယုံပါနဲ့ကိုက second opinion third opinion ပေါ့နော်ဒါတကယ်ကျွမ်းကျင်တဲ့လူတွေနဲ့တိုင်ပင်ကြည့်တာကိုတိုင်းတေးချလေ့လာပြီးနားလည်မှ invest လုပ်တာမျိုးတွေကိုလုပ်တင်တာပဲဖြစ်ပါတယ်ချုပ်ရမယ်ဆိုလို့ရှိရင်တော့ဒီရှောင်ရှားတဲ့ financial product 5ခုက ILP ဆိုတဲ့ investment link policy တွေ structure product တွေ unit trust တွေ hedge fund နဲ့ offshore bond တွေဖြစ်ပါတယ်ဒီပစ္စည်းတွေဟာဆိုလို့ရှိရင်ရောင်းတဲ့သူတွေကရောင်းရင်ရမယ် commission incentives တွေများများရှိနေတာကိုများများရနိုင်တာကိုသတိပြုပေးပါအကောင်းဆုံးကတော့ကိုယ်တိုင်ငွေကြေးသိပညာ financial literacy ရှိအောင်လုပ်ဖို့ပဲဖြစ်ပါတယ်ကိုနားမလည်တဲ့ financial product တွေကိုရှောင်ပါဒီ product တွေကရှုပ်ထွေးတဲ့ terms နဲ့ condition တွေလည်းရှိပါသေးတယ်။တမင်တကာများနားလည်လို့မလွယ်အောင်လုပ်ထားသလိုတောင်ထင်ရပါတယ်။မနေ့ကဆိုလို့ရှိရင်ဒါ CNA သတင်းထဲမှာပါလာတာပေါ့နော်။တကယ်ဖြစ်ခဲ့တဲ့သတင်းပေါ့။အဲ့ဒီအမျိုးသမီးတယောက်ဟာလွန်ခဲ့တဲ့ပေါ့နော်10နှစ်လောက်တုန်းကဘဏ်မှာအမြတ်ပိုရမယ်ဆိုပြီးဘဏ်ကနေရောင်းပေးလိုက်တဲ့အဲ့ဒီ financial product တွေကိုငွေတွေထည့်လိုက်တယ်ပေါ့နော်။ဒေါ်လာ1000ချီလောက်လားမသိဘူး။နေ့အတန်ကြာသူကငွေပြန်ထုတ်ဖို့သွားတဲ့အခါမှာသူ့ငွေတွေကအကုန်ရှုံးနေတာကိုပဲသိလိုက်ရပါတယ်အမှုခင်းတွေပါဖြစ်ပြီးတော့မှပေါ့နော်ဒါနောက်ဆုံးမှာငွေဆုံးရှုံးတဲ့သဘောတွေအထိဖြစ်တာကိုလည်းတွေ့ရပါတယ်တချို့တွေကတော့ဘဏ်ကြီးတွေကိုမှပို့ပြီးစိတ်ချရတယ်ယုံကြည်ရတယ်ဆိုပြီးတော့မှဘဏ်ကရောင်းတဲ့နော် unit trust တွေဒီ ILP တွေကို invest လုပ်ပါတယ်ဒါတွေကတော့ဒါကိုယ်တိုင်ရဲ့ရွေးချယ်မှုပေါ့နော်တင်ဆက်သူအနေနဲ့ကတော့ low cost broker တွေပေါ့နော်ဒါစိတ်ချရတဲ့ခိုင်မာရတဲ့ဒါစင်ကာပူလို့ဆိုရင် Monetary Authority of Singapore MAS ကနေပြီးတော့မှဒါတရားဝင် regulate လုပ်ထားတယ်ပေါ့နော်မို့စင်ကာပူလို့ Tiger Broker လို့ဒီ broker တွေမှာပဲတုံးပြီးတော့မှကိုယ်တိုင် S&P 500လို့ Index ETF တွေထဲမှာပဲပေါ့နော်ကိုယ်တိုင် DCA နီးနဲ့ passive နီးနဲ့လတိုင်းငွေစုတယ်လို့စုပြီးတော့ invest လုပ်သွားမယ်ဈေးတက်ကြပုံမှန် invest လုပ်သွားမယ်မပြတ်မကွက် invest လုပ်သွားတာကိုပဲပို့ပြီးတော့မှကြိုက်ပါတယ်ပိုကောင်းတယ်လို့လည်းယုံကြည်ပါတယ်အခုပြောပြပေးခဲ့တာကတော့ချမ်းသာခြင်းတယ်ဆိုလို့ရှိရင်ရှောင်ရှားတဲ့ financial product 5ခုပဲဖြစ်ပါတယ်ဒီ product တွေကတော့စင်ကာပူမှာဆိုလို့ရှိရင်ဒါပြီးခဲ့တဲ့ကာလတွေကအလွန်မင်းခက်စားခဲ့တဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်တခြားနိုင်ငံတွေမှာလည်းရှိနိုင်ပါတယ်ခုလိုမျိုးပေါ့နော်ရှောင်ရှားတဲ့ investment product ဒီ5ခုအပြင်တခြားရှောင်ရှားတင်တာတွေရှိတယ်ဆိုလို့ရှိရင်လည်း comment မှာဝေမျှပေးဖို့ဖိတ်ခေါ်ပါတယ် like ကိုနှိပ်ပြီး channel ကိုအားပေးနိုင်ပါတယ် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အောင်မြင်ကြပါစေနောက်ထပ်တင်ဆက်ပေးမယ့်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါစို့